မင်္ဂလာပါရှင်ဒီနေ့မှာတော့တရုတ်စာမင်းနင်းလေးတွေကိုလေ့ကျင့်ပေးသွားမှာပဲဖြစ်ပါတယ်喜欢ကြိုက်သည်喜欢ကြိုက်သည်不喜欢မကြိုက်ဘူး不喜欢မကြိုက်ဘူး简单优先的简单优先的很简单အရန်优先的很简单အရန်优先的不简单မ优先ဘူး不简单မရိုးရှင်းဘူး容易လွယ်ကူသည်容易လွယ်ကူသည်不容易မလွယ်ကူဘူး不容易မလွယ်ကူဘူး很容易အရန်လွယ်ကူသည်很容易အရန်လွယ်ကူသည်ဟုတ်ကဲ့ပါဒီနေရာမှာဆိုရင်ဟန်ဆိုတာကတော့အရန်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပဲဖြစ်ပါတယ်နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဟန်ဟောင်နီဟန်ဟောင်နေအရန်ကောင်းတယ်ထားဟန်ဟောင်တွေ့ဝသူငါအပေါ်မှာအရန်ကောင်းနေအဲ့လိုမျိုးပေါ့နော်ဟန်ဆိုတာမျိုးကအရန်ကိုပြောတာပဲဖြစ်ပါတယ်ကိုမလောက်လားကိုမလောက်လားဒီလောက်လားဆိုတာကျတော့ဘာကိုပြောချင်တာလဲဆိုတော့ဥပမာစားတောက်ဆိုင်မှာဖြစ်ဖြစ်စားစာမှာစားတဲ့နေရာမှာကိုယ့်အတွက်နင်းနေတာမျိုးလောက်လားပေါ့နော်နင်းလောက်လားဝပြီလားလောက်လားမလောက်ဘူးလားအဲ့လိုမျိုးမေးချင်တဲ့နေရာမှာသုံးပါတယ်နော်နောက်တစ်ခုကတော့ကို့ဘူးကို့လောက်လားမလောက်ဘူးလားကို့ဘူးကို့လောက်လားမလောက်ဘူးလားဒီဟာလည်းခုနပြောခဲ့တဲ့အတိုင်းပါပဲနော်တခုခုဆိုလို့ရှိရင်ပေါ့နော်ဂျားထဲမှာအဲ့လိုပုတ်လေးခံပြီးတော့သုံးတာပေါ့နော်အခုလိုမျိုးကို့ဘူးကို့ဆိုလို့ရှိရင်လောက်လားမလောက်ဘူးလားချိပုချစ်ဆိုလို့ရှိရင်စားမလားမစားဘူးလားချိပုချွေဆိုရင်သွားမလားမသွားဘူးလားအဲ့လိုလေးပေါ့နော်နောက်အပိုင်းနေကြလို့ရှိရင်ထပ်ပြီးတော့ရှင်းပြပေးပါမယ်နော်အသေးစိတ်လေးတွေဟုတ်ကဲ့ပါဒါလေးတွေကတော့နေ့ရက်အခေါ်အဝေါ်လေးတွေပဲဖြစ်ပါတယ်တရုတ်စာတရုတ်စကားမှာနေ့ရက်အခေါ်အဝေါ်လေးတွေကတော်တော်လေးကိုလွယ်ပါတယ်ကဲအတူတူကြည့်လိုက်ကြရအောင်နော်今天ဒီနေ့今天ဒီနေ့明天မနက်ဖြန်明天မနက်ဖြန်后天တပတ်ခါ后天တပတ်ခါ昨天မနေ့က昨天မနေ့ကကဲဒီနေ့ကတော့ဒီလောက်ပါပဲเนาะနောက်ရက်တွေမှာလည်းတရုတ်စာတရုတ်စကား meaning လေးတွေထပ်ပြီးတော့တင်ပေးသွားမှာမို့လို့ဒီ channel ဒီ page လေးကို like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်